အခန်းကမတန်ဆွမ်းသူများ၏ပညာရေး20မတန်ဆွမ်းသူတိုင်းသည်ကကြီးအခြားတန်ဆွမ်းသူများနည်းတူပညာသင်ယူပိုင်ခွင့်ရှိသည်ခါခွေအစိုးရပိုင်းအများပိုင်းပုဂ္ဂလိကပိုင်းနှင့်အဖွဲ့အစည်းပိုင်းကျောင်းများသင်တန်းများသိပ္ပံများကောလိပ်နှင့်တက္ကသိုလ်များတွင်၎င်းပုဂ္ဂလိကပညာသင်ကျောင်းနှင့်ပုဂ္ဂလိကအသက်မွေးမှုသင်တန်းကျောင်းများတွင်၎င်းပညာသင်ယူပိုင်ခွင့်ရှိသည်21အမျိုးသားကော်မတီသည်ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍မတန်ဆွမ်းသူများအခြေခံပညာအဆင့်မှတက္ကသိုလ်ပညာအဆင့်အထိသင်ယူရာတွင်သင်ယူညွှန်နှံများနေရာထိုင်ခင်းတွာလာဆက်သွယ်မှုဆိုင်ရာအထောက်ပံ့များနှင့်သင်ထောက်ကူပစ္စည်းများရရှိရေးအတွက်အစီအစဉ်များချမှတ်ပေးရမည်22အမျိုးသားကော်မတီသည်တန်ဆွမ်းသူများနှင့်ပေါင်းစည်းပညာသင်ကြားနိုင်သည့်လူတိုင်းအကျုံးဝင်ပညာရေးစနစ်နှင့်ပညာရေးကောလိပ်များပညာရေးတက္ကသိုလ်များတွင်မတန်ဆွမ်းသူများ၏အခွင့်အရေးများထည့်သွင်းသင်ကြားရန်၎င်းမတန်ဆွမ်းမှုအမျိုးအစားလိုက်သင်ကြားနည်းစနစ်များနှင့်တဦးကိုတဦးဆက်သွယ်ခြင်းနည်းစနစ်များသင်ယူနိုင်ရန်၎င်းပညာရေးဝန်ကြီးဌာနသို့ညွှန်ကြားရမည်23မတန်ဆွမ်းသူများကကျောင်းဝင်ခွင့်လျှောက်ထားရာတွင်ဘာသာရပ်ဆိုင်ရာလိုအပ်ချက်မှတစ်ပါးမတန်ဆွမ်းမှုကိုအကြောင်းပြု၍ကျောင်းဝင်ခွင့်ကိုငြင်းပယ်ခြင်းမပြုရ24မတန်ဆွမ်းကလေးငယ်တိုင်းသည်ကကြီးရှေးဦးအရွယ်ကလေးငယ်ပြုစုပြောထောင်ရေးနှင့်ဘဝတသက်တာသင်ယူမှုများအပါအဝင်ပညာသင်ကြားရေးဆိုင်ရာအခွင့်အလမ်းများရရှိစေရမည်ခါခွေမိမိတို့နေထိုင်ရာရပ်ရွာသို့မဟုတ်အနီးဆက်ဆုံးဒေသရှိနိုင်ငံတော်ကဖွင့်လှစ်ထားသောကျောင်းများတွင်ပညာရေးဝန်ကြီးဌာနကသတ်မှတ်ထားသောအခမဲ့ပညာသင်ယူခွင့်ရှိသည့်အဆင့်ထိအခြားသူများနည်းတူသင်ယူခွင့်ရှိသည်25ဝန်ကြီးဌာနသည်ကျောင်းပညာမသင်ယူနိုင်သောမတန်ဆွမ်းသူများအတွက်တည်တံ့ဖွင့်လှစ်သင်ကြားပေးသောအထူးပညာရေးအစီအစဉ်ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့်အသက်မွေးဝမ်းကျောင်းပညာအစီအစဉ်များကိုဆောင်ရွက်ပေးရမည်